အဲဒီနေရာဂျန်နတ်ရဲ့အစိတ်ပိုင်းလို့တင်စားထားကယာမတ်ဖြစ်တော်လေအလ္လာဟ်ရှိမြတ်မဖြတ်စည်းမြတ်အရာ18ခုရှိလေးစားတော်သမီးခင်ဗျာကာဘာကျောင်းတော်ရဲ့မြေမဖြတ်စည်းဘူးကဗအကြီးအသေးပလီဝေကျောင်းတော်ရဲ့မြေကိုမဖြတ်စည်းဘူးဘာဖြစ်လို့လဲဒီနေရာကရှေကာယတ်ယာရှဟာဒတ်တရားဆွဲရင်လည်းဆွဲမယ်တက်တေခံရင်လည်းခံကျွန်တော်ကြောပေါ်မှာစိတ်သာဘယ်နှကြိမ်လုတ်ခဲ့ပါတယ်ကျွန်တော်ကြောပေါ်မှာမတရားသဖြင့်ပလီငွေဘလောက်စားခဲ့ပါတယ်ကျောင်းငွေဘလောက်စားခဲ့ပါတယ်ဒါလည်းတက်တေခံပလီပန်အစာဦးခေတ်ကာလပေါင်သေးမပေးဘဲနဲ့ဓမြတိုက်ပြီးတော့ရခိုင်နှုံးကဈေးနှုံးတိုင်နေထိုင်ခဲ့ပါတယ်ဒါလည်းဓမြတစ်မျိုးပဲလေးစားတော်မြတ်ခင်ပလီရဲ့ရပန်းခွင့်ရအောင်ယူမပိနိုင်မွတ်ဝါလီလုံးမနေနဲ့မွတ်ဝါလီလုံးရင်ပလီရဲ့အခွင့်ရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်လို့ပလီကိုကာကွယ်နိုင်ရင်လို့မဟုတ်ဘူးဆိုရင်မွတ်ဝါလီနှမျိုးရှိတယ်ခင်ဗျားတို့ကြိုက်မကြိုက်လို့တော့မခေါ်လဲမတတ်နိုင်တမျိုးကပါလဲရှရီယတ်ငူပေါင်းအတွင်းနေထိုင်ပြီးတော့ပလီကိုထိမ့်သိမ့်ရင်တနေ့တာ24နာရီအတွင်းလာတဲ့အီဘာဒတ်လုပ်တဲ့အီဘာဒတ်အလုံးမွတ်ဝါလီရအကဲ၍အဲ့ဒါလို့မဟုတ်ဘူးနာမည်ကမွတ်ဝါလီပလီလာရင်မွာဇင်ကိုကားရေးစိတ်လိုက်မိမရှိမှာတော့သူရခုဥညွတ်နေရတယ်ဒီမှာလာပြီးတော့ခေါင်းထောင်လာဘယ်မောဇင်ဘာလို့နေရတော့အီမမ်ဆပ်ဘာလို့နောက်ကြတာတော့ဟိုဂျမာတ်ကဘာလို့မိဖွင့်တာတော့လေးစားတော်သမီးခင်ဗျာအဲ့လိုမွတ်ဝါလီမျိုးနဲ့ပတ်သက်ပြီးဟာဇတ်သာမီရတ်တော်တခင်ပြပါတဲ့ရဲ့ပုဂ္ဂိုလ်တယောက်ကရှက်တဘာစီကိုတွားပြီးတော့တပည့်ခံဒီနေ့ရှက်ဆိုလို့တရိယာလို့ပြောရင်ကျွန်တော်တို့မှာရှက်ရှိဖို့လိုအပ်ကျွန်တော်တို့မှလည်းရှိတယ်ကျွန်တော်ဆရာကြီးမှလည်းရှိရှာမစီအလ္လာဟ်ရဟ်မတုလာဟီအလိုင်ကျွန်တော်ဆရာကြီးရဲ့ရှက်ဖြစ်ပါလေးစားတော်သမီးခင်ဗျာရှက်ရှိတော့ဘာရမလဲအီမာမ်ရာဇီရဟ်မတုလာဟီအလိုင်အီမာမ်ဖခရုဒ်ဒင်ရာဇီဒီနေ့ဒီတဖ်စီရ်ကဘီရ်ဆိုကျမ်းစာဟာအီမာမ်ရာဇီတခင်ရေးထားတဲ့ကျမ်းစာဖြစ်ပါသူ့ခေအလီငါတဖ်စီရ်ပေါင်းမြောင်များစွာရဲ့အကိုကားနဲ့အနှစ်သာရအားလုံးကိုခြုံငုံပြီးတော့ကျွန်တော်မကြည့်နိုင်ဘူးဒီစာအုပ်တွေအားလုံးကိုကြည့်ကျင်တဲ့ဆိုတဖ်စီရ်ကဘီရ်ကိုကြည့်လိုက်အခိုင်မာဆုံးအကျယ်ပြန့်ဆုံးအကြောင်းအရာအဲ့ထဲမှာပါအီမာမ်ရာဇီရဟ်မတုလာဟ်တခင်စကရတ်ဖြစ်တဲ့အချိန်မှာရှိုင်တန်ကရောက်လာအီမာမ်ရာဇီမှာအလ္လာဟ်ရှိတဲ့အကြောင်းတာရကတရားတိထုတ်ထားတဲ့စာအုပ်ဒီကနေ့ထိရှိပါတယ်အလ္လာဟ်ရဲ့အလ္လာဟ်ရှိတဘာတိတိရှိတော်မူခြင်းဝါဂျီဘ်လ်ဝဂျူဒ်ဝဟ်ဒတ်လ်ဝဂျူဒ်ဒီနှစ်ခုလုံးကိုရှင်းပြထားတေဂန်ဒီအချိန်မှာရှိုင်တန်ကလာပြီးတော့အလ္လာဟ်ရှိတဲ့အကြောင်းခင်ဗျာတာရကပြသားမှာဆိုအီမာမ်ရာဇီတာရကတစ်ခုပြီးတစ်ခုပြတဲ့ရှိုင်တန်အားလုံးဖျက်ပြလိုက်69ခုကုန်သွားပြီတစ်ခုပဲကျန်တော့အဲ့ဒီချိန်မှာသူ့ရဲ့ရှိုက်ဖြစ်တဲ့ဟာဇတ်နဂျမုဒ်ဒင်ကိုဘရာရဟ်မတုလာဟီအလိုင်ဒမရှ်ဆီးရီးယားနိုင်ငံဒမစကတ်မြို့မှာနေထိုင်နေအီမာမ်ရာဇီစကရတ်ဖြစ်တာဘဂ္ဂဒတ်မှာဖြစ်နေအီရတ်နိုင်ငံမှာဖြစ်နေတာဟိုကဆီးရီးယားနိုင်ငံမှာအဲ့ဒီဆီးရီးယားနိုင်ငံမှာရှိတဲ့နဂျမုဒ်ဒင်ကိုဘရာရဟ်မတုလာဟီအလိုင်အီမာမ်ရာဇီစကရတ်ဖြစ်နေတဲ့အချိန်မှာတာဟဂျွဒ်နမတ်ထားပြီးတော့ဖတ်တဲ့အချိန်ဖြစ်နေတပည့်ကိုဝူဇူရီလော်တာထဲမှာထည့်ခိုင်းတယ်တွန်ပြလိုက်တယ်ထည့်ခိုင်းတယ်တွန်ပြလိုက်တယ်ထည့်ခိုင်းတယ်တွန်ပြလိုက်96လုံးတွန်ပြလိုက်နောက်ဆုံးတစ်လုံးကိုဝူဇူလုပ်ပြီးတော့မှနမတ်ဖတ်တယ်တပည့်ကရှာမရှိရဘူးအစ္စရာပြီးတဲ့နောက်မှာတခင်နဲ့ညတိုင်းနဲ့ထူးခြားတဲ့အချက်ကျွန်တော်တွေ့ရတယ်ရေတွေဘာဖြစ်လို့အစ္စရာဖ်အပူသုံးပြတာလို့အဲ့ဒီချိန်မှာရှိုက်နဂျမုဒ်ဒင်ကိုဘရာရဟ်မတုလာဟီတခင်အဖြေပေးပါတယ်ငါရဲ့တပည့်အီမာမ်ရာဇီစကရတ်ဖြစ်နေတဲ့အချိန်ရှိုင်တန်လာပြီးတော့နှောက်ရှက်အဲ့ဒီနှောက်ရှက်တဲ့အနှောက်ရှက်အားလုံးကိုကင်းဝေးစေဖို့ငါဒီကနေအလ္လာဟ်ထံကအကူအညီတောင်းပြီးတော့မှရေနဲ့ပတ်ပေးလိုက်တယ်ရှိုင်တန်နဲ့အနှောက်ရှက်ကင်းဝေးအောင်လုပ်ဒီကနေဟာဇတ်ရှိုက်ခါမီရဟ်မတုလာဟ်တခင်ဆဘတ်သင်္ကန်းစာတစ်ခုထုတ်ပြတယ်ရှိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာဘာအကျိုးမှမရှိရင်လေစကရတ်မှာအီမန်ရဲ့မူအင်းအီမန်ကိုအကူအညီပေးတဲ့သူဖြစ်နေတွေ့ရဒါဟာနဲတဲ့အရေးချင်းမဟုတ်အဲ့တော့လိဆက်တော်မြတ်ခင်ဗျာအီမန်အစ္စလာမ်ပေါ်မှာမရှိတဲ့မွတ်ဝါလီအကြောင်းဟာဇတ်သာမီရမတုလာဟ်ခင်အမရှိပါတဲ့တရက်လူတယောက်ကဆရာတခင်ထားမှာဘိုင်အသွားယူတော့ဒီတိုင်းမလက်မခံဘူးတဲ့ဘာဖြစ်လို့မင်းကိုဆာမူဝတ်စစ်ပြီးမှလက်ခံစစ်ပါထကောက်တောင်းတဲ့တတောင်းအပြည့်ကင်းမီကောက်ရအောင်ဖမ်းခဲ့ဟာမိုးကမှတကောင်ထွက်တာတော့မနေ့ထွက်ရတဲ့ကင်းမီကောက်ထကောက်တောင်းတဲ့တတောင်းအပြည့်ဘယ်လိုရတဏီကိုပတ်ပြီးတော့စဉ်းစားတယ်တင်းငိုင်းကိုပတ်ပြီးတော့စဉ်းစားတယ်တောသားတောင်သူကြီးတယောက်ကလူငယ်ဘာဖြစ်တာတော့တောင်ကြီးတန်းလန်းနေမင်းဘာလုပ်နေအောင်ကျွန်တော်ဆရာဒီလိုပဲဗျာတဲ့ကင်းပြီးကောက်ထကောက်တောင်းနဲ့တလုံးအပြည့်ယူခဲ့
ဒါမှတပည့်ဖြစ်လက်ခံမယ်လို့ပြောထားဒါလွယ်လွယ်လေးกว่าဟုတ်တယ်လားဟုတ်တယ်အဲ့ကဘာဖွင့်လိုက်ကဘာကိုဖော်တော့ကင်းပြီးတော့အပြည့်တွေချဲတော့ဖမ်းသွားဘာဖြစ်လို့ဒါမွတ်ဝါလီရဲ့ကဘာလီဇာတော်ညခင်ဗျအဲ့တော့ကျွန်တော်တို့ဗလီဝီကျောင်းတော်ဆာကိုမြေထဲကိုတော့ချလိုက်